ကောင်မလေးဟာငငယ်ရွယ်နဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကိုနိုးကြလာခဲ့ပါတယ်။တစုံတစ်ယောက်ကသူမကိုမကောင်းတဲ့ရည်ရွယ်ချက်နဲ့လိန်ညာပြောဆိုလိုက်ကြတဲ့အဲ့ဒီလိန်ညာမှုကတကယ်ဖြစ်လာမှာပါ။မွေးစားအဖေကကြက်ပောင်စားခြင်းပြီးသူ့သားကိုပဲပေးခြင်းခဲ့ပါတယ်။ဒါကြောင့်သူ့မောင်လေးကအတိုင်းမစားရင်ညံရီချိုးတဲ့သွားလိမ့်မယ်လို့သူကတမင်တက်လိန်ပြောခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာပဲမောင်လေးဖြစ်သူကမြေပြင်ပေါ်ရုတ်တရက်လဲကျသွားပါတယ်။သူ့မျက်လုံးပြန်ဖွင့်လာတဲ့အခါမှာတော့သူဟာတကယ်ပဲညံရီချိုးတဲ့သူတောင်ဖြစ်နေပါပြီ။နေ့အနေငယ်ကြတဲ့အခါညံရီချိုးတဲ့နေတဲ့မောင်လေးကရွာသားတွေရဲ့တီးနှံတွေကိုမီးရှို့ပစ်ခဲ့ပါတယ်။မွေးစားအဖေကဒါတွေအကုန်လုံးကောင်းမလေးလောက်တာလို့ဆွဆွဲခဲ့ပါတယ်။သူမျက်စိကန်းသွားရင်တော့ဘယ်သူမှအထင်မလွဲနိုင်ဘူးလို့တောင်လူအများရှိမှလင့်ပြောခဲ့ပါတယ်။မထင်မဲ့ပဲအဲ့ဒီလိုပြောပြီးချင်းပဲသူမျက်စိကန်းသွားခဲ့ပါတယ်။သူမကြီးပြင်းလိုက်တဲ့အခါကောင်မလေးကိုသူမရဲ့မိဘအရင်တွေကပြန်ရှာထွေးခဲ့ပါတယ်။သူတို့ကအဲ့ဒီဒေသမှာအချမ်းသာဆုံးမိသားစုဖြစ်နေခဲ့ပါတယ်။အမေဖြစ်သူကသူမကိုအိမ်ပြန်ခေါ်လာပါတယ်။မွေးစားသမီးကတော့ကောင်မလေးပြန်လာတဲ့အတွက်သူ့ကိုနှင်းထောက်ခံရမှာကိုကြောက်နေခဲ့ပါတယ်။ဒါကြောင့်သူမကိုစွန့်ပစ်မသွားဘူးအမေဖြစ်သူကိုတောင်းပန်ခဲ့ပါတယ်။အမေကမွေးစားသမီးကိုချက်ချင်းပဲနှစ်သိမ့်ပေးခဲ့ပါတယ်။ဒါကိုမြင်တော့ကောင်မလေးကသူမရဲ့အခန်းဘာမှလဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့ဘယ်သူမှအထက်အခန်းပြင်ဆင်မပေးထားဘူးလို့ပြောခံရပါတယ်။မွေးစားသမီးကသဘောကောင်းချင်အောင်ဆောင်ပြီးသူမရဲ့ကိုယ်ပိုင်အခန်းကိုပေးမယ်လို့ပြောခဲ့ပါတယ်။ကောင်မလေးကချက်ချင်းပဲသဘောတူလိုက်ပါတယ်။တမိသားစုလုံးကမွေးစားသမီးကငငယ်တကနေအားနေပြီးဖျားနာတဲ့အတွက်အိမ်ရဲ့အကောင်းဆုံးအခန်းမှာနေရမယ်လို့ပြောကြပါတယ်။ကောင်မလေးကတမိသားစုလုံးရဲ့ဝိညာဉ်မှုတွေကိုဖော်ထုတ်လိုက်ပါတယ်။အဲ့ဒီအခါမွေးစားသမီးကဒနာစရာကောင်းအောင်ဟန်ဆောင်ပြီးသူမပဲအိမ်ကနေထွက်သွားတဲ့တယ်လို့ပြောခဲ့ပါတယ်။အမေကကောင်မလေးကိုအမဖြစ်သူကညီမအတွက်အယော့ပေးတဲ့တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့မွေးစားသမီးကိုအဖြစ်ဆိုခံရနေတွေးအန်လုပ်မယ်လို့ဆရာဝန်ကယောဂရှာဖွေထားကြောင်းလင်းပြောခဲ့ပါတယ်။နောက်တစ်စက္ကန့်မှာပဲကောင်မလေးရဲ့စွမ်းရည်ကအဲ့ဒီလိန်ညာမှုကိုထောက်လှမ်းမိပါတယ်။မွေးစားသမီးချက်ချင်းတွေးအန်ပါတော့တယ်။တမိသားစုလုံးသူ့ကိုစေးရုံပို့လိုက်ကြပါတယ်။ကောင်မလေးကမွေးစားသမီးရဲ့အခန်းကိုသူမအတွက်ပြင်ဆင်ပေးဖို့အစီအကံတွေကိုပြောလိုက်ပါတယ်။ပြီးတော့သူမစေးရုံကိုသွားခဲ့ပါတယ်။သူမရဲ့မိဘအရင်တွေကလည်းမွေးစားသမီးကိုပဲမျက်နှာသာပေးနေတာကိုသူမတွေ့လိုက်ပါတယ်။မွေးစားသမီးကိုနှစ်သိမ့်ပွဲတဲ့အဖေဖြစ်သူကကုမ္ပဏီရှယ်ယာရဲ့10%နှုန်းကိုတောင်ပေးဖို့စီစဉ်ထားခဲ့ပါတယ်။ဒါကိုကြားပြီးနောက်မှာတော့ကောင်မလေးကသူတို့ကိုမိသားစုလိုမတတ်မှတ်တော့ပါဘူး။ဒါကြောင့်သူမကလည်းသနာစရာကောင်းအောင်ဟန်ဆောင်ပြီးနှစ်ပေါင်းများစွာအပြစ်မှာဒုက္ခရောက်ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ပြန်လာပြီးတဲ့နောက်မှာသူမရဲ့အဆင့်အတားကမွေးစားသမီးလောက်တောင်မကောင်းဘူးလို့ပြောခဲ့ပါတယ်။မိဘတွေကလည်းရွေးချယ်စရာမရှိတော့ဘူး။ကောင်မလေးကအနာဂတ်မှာကုမ္ပဏီရှယ်ယာတဝက်ကိုတေချာပေါက်ရမှာပဲဆိုတာကိုလိန်ပြောခဲ့ရပါတယ်။သူတို့ဟာဒါအတွက်တန်ဖိုးပေးရစီကိုသဘောမပေါက်ပါဘူး။ဘာလို့လဲဆိုတာနောက်နေ့မှာပဲကုမ္ပဏီရှယ်ယာတဝက်ကကောင်မလေးစီကိုလွတ်ဝါစမ်းချက်နဲ့လွဲပြောင်းရောက်ရှိသွားလို့ပါပဲ။လုံထုံးသုံးနည်းအဆင့်အားလုံးကလည်းဥပဒေနဲ့အတိုင်းမှန်ကန်နေခဲ့ပါတယ်။ကောင်မလေးကကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှယ်ချက်ချင်းဖြစ်သွားပါတယ်။အဖေဖြစ်သူကကောင်မလေးကိုရှယ်ယာတွေတကယ်မပေးချင်ခဲ့ပါဘူး။ဒါကြောင့်သူမကိုချက်ချင်းပြန်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ကောင်မလေးကညှင်းဆန်ခဲ့ပါတယ်။ပြီးတော့သူမကအခုမိသားစုကိုတာဝန်ယူအုပ်ချုပ်မယ်သူဆိုတာကိုသူတို့ကိုတတိပေးခဲ့ပါတယ်။အဖေဖြစ်သူကဒီရှယ်ယာတွေကိုအဆုံးရှုံးမခံနိုင်ပါဘူး။နောက်နေ့ရှယ်ယာရှင်များအစည်းအဝေးမှာသူကအတုဖုတ်ထားတဲ့မျိုးရိုးကြီးစားစစ်ဆေးမှုမှတ်တမ်းကိုတင်ပြခဲ့ပါတယ်။အဲ့ဒီမှတ်တမ်းမှာမွေးစားသမီးကလည်းသူ့ရဲ့အသားအသေးသမီးဖြစ်နေတဲ့ကြောင်းပြသထားပါတယ်။ဒါကြောင့်ရှယ်ယာတွေကိုပြန်လည်ခွဲပြီးလို့လိုတယ်လို့ဆိုပါတယ်။ကောင်မလေးကနောက်ထပ်မျိုးရိုးကြီးစားစစ်ဆေးမှုတစ်ခုကိုလုပ်ဖို့အကြံပြုခဲ့ပါတယ်။အဖေဖြစ်သူကသဘောတူခဲ့ပါတယ်။ဘာလို့လဲဆိုတော့မွေးစားသမီးကတရတန်သူ့ရှီကလူရှောမွေးထားတဲ့သမီးဖြစ်နေလို့ပါ။စစ်ဆေးမှုအထေထွက်လာတဲ့အခါကောင်မလေးကသူမရဲ့အမေစီကိုတွားခဲ့ပါတယ်။မွေးစားသမီးကခင်မင်းဖြစ်သူရဲ့ကလေးဖြစ်ပြီးအမေဖြစ်သူရဲ့ကလေးမဟုတ်တဲ့အကြောင်းကိုဖော်ထုတ်ပြလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှသာအမေဖြစ်သူကခင်မင်းဖြစ်သူကသူမကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။သူမကကောင်မလေးဘက်ကရက်တီးပြီးသူမရဲ့သမီးအရင်ကိုထောက်ခံအားပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်